to become a faith-filled church that trusts His promise and follow His leading. ဖယားတခင်ကကျွန်တော်တို့အသင်းတော်ကိုစတဲ့ခါမှာသူ့ရဲ့ပေးထားတဲ့ကတိတော်တွေကိုဆွဲမြဲစွာဂိုင်ဆွဲပြီးတော့ဆောက်လန်းတဲ့အသင်းတော်နဲ့သူ့ရဲ့ကတိတော်ကိုယုံကြည်တဲ့အသင်းတော်ဖြစ်ဖို့အဲ့ဒါအသင်းမဟုတ်ဘဲနဲ့သူ့ရဲ့ဦးဆောင်မှုကိုခံယူတဲ့အသင်းတော်ဖြစ်ဖို့အလိုရှိပါတယ်နံပါတ်1ကျွန်တော်တို့ see God's promise beyond present circumstance ယုံကြည်ခြင်းဟာခုနပြောသလိုပဲဖယားသခင်ရဲ့ကတိတော်တွေကိုကြိုပြီးတော့မြင်နိုင်တာဖြစ်တယ်။တော်လေအကျမ်း Numbers chapter 13 and 14 I'm going to share about the 12 spies of Israel. When they tried to enter the Canaan, the promised land, Moses sent 12 spies to inquire, to spy the situation of the Canaanite people. ဒီတော်လေကျမ်းအခန်းကြီး73နဲ့74ကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်အဲ့ဒီမှာမောရှေကစုံထောက်ဆန့်ယောက်ကိုရွေးပြီးတော့ခါနာန်ပြည်ကိုပထမဦးဆုံးသွားကြည့်ခိုင်းပါတယ်အဲ့ဒီမှာဆန့်ယောက်ကခါနာန်ပြည်ကိုရောက်ပြီးတော့သူတို့မြင်တဲ့အရာတွေကအမရမကောင်းမွန်တဲ့ခိုင်မာတဲ့ land မြေ the fruitfulness of land and the fortified cities the giants living there အမရမကြီးမားတဲ့ရန်သူတွေအမရမခိုင်မာတဲ့ခံတပ်နဲ့ပြုလုပ်ထားတဲ့မြို့ကိုသူတို့မြင်ပါတယ်ဆိုတော့အဲ့ဒီမှာ the 10 spies saw focus obstacle men saw the giants against themselves spoke words of fear and discouragement အဲ့ဒီမှာ10ယောက်ကအဲ့ဒီရဲ့ရန်သူရဲ့အခြေအနေသူတို့အင်မတန်မှဘလောက်တောင်ကြီးကျယ်တယ်ခါနာန်ပြည်ကရှိတဲ့လူတွေဟာဘလောက်အထိခိုင်မာတယ်ဘလောက်ကြီးမားတယ်သူတို့ရဲ့စပစ်ခိုင်တော်မှာကျွန်တော်ဣဒေလာလူမျိုးတွေကမတည်နိုင်ဘူးတဲ့အဲ့လောက်အထိကိုညင်ဩစာကောင်းတဲ့တည်ဟန်ဒီကောင်းတဲ့လူတွေကလည်းအားကောင်းမောင်းတန်တမ်းမာတဲ့လက်နဲ့